မင်္ဂလာပါရှင် Honest Review Season ကနေကြိုဆိုလိုက်ပါတယ် အားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်ကတော့မပီပါဒီတစ်ခေါက်မှာတော့ Lucky 7 Entertainment ကနေထုတ်လုပ်ထားပြီးမြင့်မြတ်ရွှေမုံရည်နဲ့ခင်ဝင်းဝါတို့ပါဝင်တရုပ်ဆောင်ထားတဲ့မိုင်မဲချစ်ဆိုတဲ့လူရှင်စကားကြီးတွေကအကြောင်းအရာတွေကို review လုပ်ပေးချင်ပါတယ်ဇာတ်ဝင်ခန်းလေးကိုအရင်ဆုံးကြည့်လိုက်ရအောင်နော် ကတိလေ Miss ပြန်ပဲဝင်ပြန်လာဝင်သားစုရရင်တိ Miss ပြန်ပဲဝင်ပြန်ဟာဒီလောက်အောက်မှာလူတွေအများကြီးဝိုင်းကြည့်နေအောင်နင်စင်ပေါ်မှာရင်ကောက်လိုက်ဖင်ကောက်လိုက်နေနင်မရှက်ဘူးလား ရှက်စရာလားတို့ရဲ့ဒီလိုပြန်ဝဲမျိုးဆိုတာမြန်မာနိုင်ငံမှာတော့မဟုတ်ဘူးကမ္ဘာလုံးမှာလုပ်နေကြတဲ့ကိစ္စငါတော့ဝါသနာပါ ဟောအဲ့လိုအရှက်မရှိပြတော့နင်ဝါသနာပါတယ်ဟဲ့လားကဲဆိုနင်ချွတ်စမ်းငါထိုင်ကြည့်မချွတ် 对你们卖烟呢ဟိုကအနုပညာညတနာပါလာဘုမချော်နဲ့နော် ဘာဖြစ်ဖြစ်လေနင်အဲ့လိုတွေလို့တော့ငါသဘောမကျဘူးငါမကြိုက်ဘူး ငါကြိုက်တယ်ဟာ နင်ကြိုက်တယ်မလို့ပါဘူးဟာနင်ကငါချစ်သူတနေ့ကျရင်ငါယူမဲ့မိန်းမနင်ငါစိတ်တိုင်းကြပဲနေရမယ်နင်မှတ်တာ မနေနိုင်ဘူးငါချစ်သူဆိုငါဘွား6ကြိုင်မှမစဉ်းစားနဲ့နော်ငါမကြိုက်ဘူး โอ้မကြိုက်အောင်ဟာငါတော့တောင်းမလုံးနဲ့နင်ကငါယူမဲ့မိန်းမငါစိတ်တိုင်းကြပဲနေ ဒီဇာတ်ဝင်ခန်းထဲမှာဆိုရင်မင်းသားကမင်းသမီးရဲ့အလုတ်ကိုင်းဝဒနာဖြစ်တဲ့အလှမယ်အလုံးနဲ့ပတ်သက်ပြီးတော့ချုပ်ချယ်ဖို့ကြိုးစားတဲ့နေရာမှာမရတဲ့အစုံမင်းသမီးကိုရေကန်နဲ့တွန်းချလိုက်တာကိုမြင်ရမှာဖြစ်ပါတယ်ချစ်သူလင်မယားအဆရှိတဲ့ဆက်ဆံရေးတွေမှာစီးပွားရေးဆိုင်ရာအခွင့်အလမ်းဝါသနာအလုတ်ကိုင်းစတာတွေကိုချုပ်ကင်လာပြီဆိုရင်ဒါဟာစီးပွားရေးဆိုင်ရာအကြမ်းဖက်မှုနဲ့စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပဲဖြစ်ပါတယ်ဒါအပြင်စကားပြောတဲ့မှာလည်းတနေ့ကျရင်ငါယူမဲ့မိန်းမနေငါစိတ်တိုင်းကြပဲနေရမယ်စသဖြင့်ပြောဆိုသွားတာကိုကြားရမှာပါအကျဉ်းလင်များဖြစ်ခြင်းလက်ထက်ထိမ်းများခြင်းဟာမျိုးသမီးတွေကိုထိန်းချုပ်ခွင့်ကိုယ်ပိုင်ပစ္စည်းလို့သတ်မှတ်ခွင့်ပေးခြင်းမဟုတ်ဘူးဆိုတာကိုနားလည်ရမှာဖြစ်ပါတယ်ကိုယူမဲ့အမျိုးသမီးမို့လို့ထားရနေဆရာသွားရမယ်ဆိုတာကအမျိုးသမီးတွေကိုလူသားတဦးဆိုတာထက်ဥစ္စာပစ္စည်းပိုင်ဆိုင်မှုလို့သဘောထားခြင်းဒုတိယလူဒန်းစားခြေလက်ခံလူဒန်းစားအဖြစ်ရှုမြင်နေခြင်းလည်းဖြစ်ပါတယ်အမျိုးသမီးတွေမှာလည်းကိုယ်ပိုင်ဖြစ်တည်မှုခံစားချက်ညှော်လင့်ချက်တွေနဲ့အသက်ရှင်နေတဲ့လူသားတွေဖြစ်တယ်ဆိုတာကိုနားလည်ပြဖို့လိုပါတယ်။ဒါအပြင်ရေကန်နဲ့တွန်းချလိုက်တဲ့ဇက်ဝင်ကန်းဟာဆိုရင်ကျားမအခြေပြုအကြမ်းဖက်မှုအပြင်အသက်သေးစေနိုင်တဲ့ TNA ရှိနိုင်တဲ့အပြုမှုဖြစ်ပါတယ်။သဘောထားချင်းမတိုက်ဆိုင်တိုင်းဒေါသထွက်တိုင်းထိခိုက်နာခြင်းအောင်ဒုက္ခရအောင်ပြုမှုတတ်တဲ့အလေးကျင့်ဟာ toxic relationship အစိမ့်တင်ဆက်ဆံရေးဖြစ်ပြီးလုံးဝလက်မခံတဲ့အပြုမှုဖြစ်ပါတယ်။ဒါကိုတည်ငါဒေါသကြောင့်ဖြစ်ရတယ်။ချစ်သူကိုအယမ်းချစ်လို့ဖြစ်ရတယ်ဆိုတဲ့ရှုထောင့်ကနေရိုက်ပြခြင်းဟာပြင်ပကရုပ်ရှင်ကြည့်ပရိသတ်တွေကိုကြားမအခြေပြုအကြမ်းဖက်ဖို့ပုံမမြင့်တက်လာစေအောင်အသားကျစေအောင်အားပေးလို့ဖြစ်နေပါတယ်။ဒါကြောင့်မြန်မာရုပ်ရှင်ကဖန်တီးသူတွေကိုလည်းအစိုးရယောက်ျားပီတာမှု toxic masculinity တစ်ဖက်ကအားပေးထားတဲ့ကြမ်းရမ်းပြမချစ်တတ်တာဆိုတဲ့စံနှုန်းအမှားတွေကနေရုံထွက်ပြီးရိုက်ပြနိုင်စေဖို့ဆန္ဒပြုလိုက်ပါရဲ့ရှင်။ ဒီနေ့စီစဉ်ကတော့ဒီမှာတင်ပြီးဆုံးပါပြီအိတ်ဆိုင်ရဲ့စာဖတ်ပရိသတ်တွေအနေနဲ့လည်းဒီလိုမျိုးဟာတာအငိတ်တွေရုပ်ရှင်တွေတချင်းတွေကြော်ညာတွေတဲကနေတဆင့်လိမ်မိုင်းဆိုင်ရာထိပါနှောက်ယှက်မှုနဲ့အကြမ်းဖက်မှုမြောက်စေတဲ့ဖော်ပြမှုတွေပြောဆိုမှုတွေနဲ့ပတ်သက်ပြီးတော့အမြင်သဘောထားတွေကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်